ဒီ August လ15ရက်နေ့ကစပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီ website ကနေပြီးတော့မီတာတွေကိုရှောက်ထားဖို့အတွက်ကိုကြီးညာခဲ့ပါတယ်ဒီဝန်ကြီးဌာနကညွှန်ကြားထားတဲ့ညွှန်ကြားချက်တဲ့အညီလိုက်ပါဆောင်ရွက်ကြဖို့နော်စီကံရှိကြဖို့လိုက်ပါဆောင်ရွက်ခြင်းမရှိဘူးသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့မညီညွတ်ဘူးဆိုရင်တော့မလွဲမသွေနဲ့ကျွန်တော်တို့လည်းအရေးယူဆောင်ရွက်မှာဖြစ်ပါတယ်ပြည်သူတဦးချင်းစီရဲ့ဘဝအဆင့်တန်းမြန်မာရေးတွေနေ့စဉ်လူနေမှုဘဝအဆင့်ပြေချောမွေ့စေရေးတွေစီးပွားရေးနဲ့စက်မှုလုပ်ငန်းတွေတိုးတက်ဖွံ့ဖြိုးရေးတို့အတွက်နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့လျှက်စစ်ဓာတ်အားရရှိရေးဟာအလွန်အရေးပါလာတဲ့အခန်းကဏ္ဍမှာပါဝင်လျက်ရှိနေတာဖြစ်ပါတယ်နိုင်ငံတော်အစိုးရအနေနဲ့ပြည်သူများအတွက်လိုအပ်တဲ့လျှက်စစ်ဓာတ်အားကိုလုံလောက်စွာအထောက်ပံ့ပေးနိုင်ုံသာမကလျှက်စစ်မီတာသစ်တွေကိုငှားရမ်းအသုံးပြုလိုတဲ့ပြည်သူတွေအတွက်လွယ်ကူလျင်မြန်စွာနဲ့ရှောက်ထားနိုင်စေဖို့အတွက်ဆောင်ရွက်ပေးနေရဖြစ်ပါတယ်။ရခိုင်ကာလများမှာရှောက်ထားရတဲ့စနစ်များကြောင့်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေအချိန်ကြန့်ကြာမှုတွေကိုရင်ဆိုင်ဖြေရှင်းနိုင်မှုအတွက်လုပ်ငန်းစဉ်များချမှတ်ပြီးတော့ဆောင်ရွက်ပေးလျက်ရှိနေတာဖြစ်ပါတယ်။ဒီစနစ်ဟာအိမ်သုံးလျှက်စစ်မီတာများအတွက်သာမကစီးပွားရေးလုပ်ငန်းနဲ့စက်မှုလုပ်ငန်းများအတွက်လိုအပ်တဲ့မီတာအသစ်များကိုပါလွယ်ကူစွာရှောက်ထားနိုင်စေမှာဖြစ်ပြီးနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်များစွာအထောက်အကူဖြစ်စေမယ့်စနစ်တစ်ခုလည်းဖြစ်ပါတယ်။ဒါအပြင် Digital Smart Meter များအမြန်ဆုံးတက်ဆင်ပေးနိုင်ရေးအတွက်လည်းအစိုးရအနေနဲ့စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာပြည်သူအကျိုးကိုဗဟိုပြုတဲ့ဝန်ဆောင်မှုပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များရဲ့အစိတ်ပိုင်းများပဲဖြစ်ပါတယ်။အခုဆိုရင်ပြည်သူများကိုလျှက်စစ်နဲ့စွမ်းရည်ကဏ္ဍအတွက်ပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကိုဖြန့်ဖြူးပေးနိုင်မှုအတွက်လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနကနေ2026ခုနှစ်ဩဂုတ်လ15ရက်နေ့ကနေစတင်ပြီးတော့ website ကနေတဆင့်ရုံးချုပ်ကိုဓာတ်ရိုက် online စနစ်နဲ့ရှောက်ထားနိုင်မဲ့စနစ်တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။မိဘပြည်သူများရှင်ဒီကနေ့မှာတော့လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနကနေလျှက်စစ်မီတာသစ်တွေကို online ကနေပြီးတော့ရှောက်ထားနိုင်တဲ့လုပ်ငန်းစဉ်တွေနဲ့ Digital Smart Meter တက်ဆင်ပေးနေမှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးလျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနလျှက်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှာဦးဆောင်ညွှန်ကြားရေးမှူးကသိရှိလိုတာတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါဆရာရှင်။အခုဩဂုတ်လ15ရက်နေ့ကနေစတင်ပြီးတော့လျှက်စစ်မီတာသစ်တွေကိုတက်ဆင်လိုတဲ့သူတွေအတွက် website ကနေပြီးတော့ရှောက်ထားနိုင်တယ်လို့သိရပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆရာတို့အနေနဲ့ဘယ်လိုမျိုးပြင်ဆင်ဆောင်ရွက်ထားရှိလဲဆိုတာကိုပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ဒီ August လ15ရက်နေ့ကစပြီးတော့ပေါ့နော်ကျွန်တော်တို့ရန်ကုန်တိုင်းမန္တလေးတိုင်းနဲ့တိုင်းဒေသကြီးပြည်နယ်အားလုံးမှာကျွန်တော်တို့ဒီ website ကနေပြီးတော့မီတာတွေကိုရှောက်ထားဖို့အတွက်ကိုကြီးညာခဲ့ပါတယ်အဲ့တိုင်းကျွန်တော်တို့ရှောက်ထားတဲ့အခါမှာကျွန်တော်တို့စစ်စစ်ပြီးတော့အချိန်နဲ့တပြေးညီပေါ့နော်အားလုံးကိုတက်ဆင်ပေးနိုင်ဖို့အတွက်ကိုကျွန်တော်တို့ဒီစက်ရုံကထုတ်လုပ်တဲ့မီတာတွေကိုပြန်ပြီးတော့စစ်တယ်နောက် registration ပေါ့နော် register လုပ်တယ်နောက်တော့ကျွန်တော်တို့လုံခြုံရေးစီးတွေကိုခတ်ရပါတယ်လုံခြုံရေးစီးခတ်ပြီးတဲ့နောက်မှာတိုင်းဒေသကြီးပြည်နယ်တွေကိုအရန်သင့်ပေါ့နော်ထုတ်ပေးနိုင်အောင်အတွက်ကိုကျွန်တော်တို့ခွဲဝေပေးတဲ့လုပ်ငန်းတွေပေါ့နော်အခုဆောင်ရွက်နေပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုပြင်ဆင်ဆောင်ရွက်ထားရှိမှုတွေကတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆောင်ရွက်ပေးသွားမလားဆိုတော့သိချင်ပါတယ်ရှင်အားလုံးပါပဲခင်ဗျာအတိုင်းဒေသကြီးပြည်နယ်အားလုံးပေါ့နော်အတိုင်းဒေသကြီးပြည်နယ်အားလုံးမှာကျွန်တော်တို့ရှောက်ထားနိုင်ပါတယ်ကျွန်တော်တို့ဒီတက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှာကျွန်တော်တို့ဒီဓာတ်ဖြန့်ဖြူးရေးအပိုင်းအနေနဲ့ပေါ့၃ခုရှိပါတယ်ကျွန်တော်တို့ဒီရန်ကုန်တိုင်းဒေသကြီးကိုဓာတ်ဖြန့်ဖြူးပေးနေတဲ့ရန်ကုန်လျှက်စစ်ဓာတ်ပေးကော်ပိုရေးရှင်းမန္တလေးကိုဓာတ်ဖြန့်ဖြူးပေးနေတဲ့မန္တလေးလျှက်စစ်ဓာတ်ပေးကော်ပိုရေးရှင်းနဲ့ကျန်တိုင်းဒေသကြီးပြည်နယ်16ခုကိုဖြန့်ဖြူးပေးတာကျွန်တော်တို့ရဲ့လျှက်စစ်ဓာတ်ဖြန့်ဖြူးလုပ်ငန်းပေါ့နော် online နဲ့ရှောက်ထားလာတဲ့မီတာတွေကိုကျွန်တော်တို့ချက်ချင်းအချိန်နဲ့တပြေးညီတက်ပေးနိုင်အောင်ရပ်ပြည့်တဲ့မီတာတွေကိုလဲလှယ်နိုင်အောင်နှစ်ကြာမီတာတွေကိုလဲလှယ်နိုင်အောင်မီတာအဟောင်းတွေလည်းရှိပါသေးတယ်အဲ့မီတာအဟောင်းတွေကိုလည်းကျွန်တော်တို့ EMI မီတာတွေနဲ့လဲလှယ်နိုင်အောင်ပေါ့နော်တိုင်းနဲ့ပြည်နယ်အားလုံးကိုကျွန်တော်တို့ဖြန့်ဖြူးပြီးတော့မှကျွန်တော်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်ဒီ15ရက်နေ့ကစပြီးတော့ပေါ့နော်15ရက်နေ့စပြီးတော့
ကျွန်တော်တို့ online နဲ့ပေါ့ဒါမီတာတွေလျှောက်တာတွေကိုကျွန်တော်တို့လက်ခံပေးသွားမှာဖြစ်ပါတယ်လက်ခံပေးသွားတဲ့အခါမှာကျွန်တော်တို့ရုံးချုပ်ပေါ့နော်ရုံးချုပ်ကလည်း admin တော့တိုင်းဒေသကြီးပြည်နယ်တွေမှာလည်းရှိမယ်မြို့နယ်တွေမှာလည်း admin ရုံးလေးတွေရှိမှာပေါ့ဒါကိုကျွန်တော်တို့က online နဲ့ကျွန်တော်တို့ဆက်သွယ်ပြီးတော့မီတာလျှောက်လွှာတွေကိုလက်ခံမယ်နောက်ပြီးတော့ကျွန်တော် online ကနေတစ်စင်ပြန်ကြားမယ်နော် SMS တွေပို့မယ်နောက်ပြီးတော့နော်ဒါမီတာတွေကိုစစ်ဆေးမယ်ခွင့်ပြုပေးမယ်ငွေကိုလည်းလက်ခံမယ်ဆိုတဲ့အဆင့်တွေပေါ့ဒီဥစ္စာလေးတွေကိုကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်ဖို့အတွက်ကိုကျွန်တော်တို့နေပြည်တော်ရဲ့ရန်ကုန်ရဲ့မန္တလေးရဲ့သုံးဌာနမှာကျွန်တော်တို့ training တွေပေါ့ training တွေဒီ online training တွေဖွင့်ဖို့ဆိုပြီးတော့မှကျွန်တော်သုံးဌာနကိုကျွန်တော်ဖွင့်လိုက်ကြပါတယ်ဖွင့်ပြီးတဲ့အခါမှာသက်ဆိုင်ရာရန်ကုန်မန္တလေးအပါအဝင်သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်တွေကအဖွဲ့တွေပေါ့နော်ဝန်ထမ်းတွေအားလုံးကျွန်တော်တို့ကသူနီးစပ်ရနေဒီမှာလာပြီးတဲ့အခါမှာကျွန်တော် online သင်တန်းတွေကိုသူတို့လာပြီးတော့တက်ကြပါပြီတက်ပြီးတဲ့အခါမှာဒါကိုကျွန်တော်လေ့ကျင့်ပါမယ်လေ့ကျင့်တဲ့နေရာမှာကိုတိုင်း consumer နေရာတော့လည်းကောင်း admin နေရာတော့လည်းနှစ်နေရာစလုံးပေါ့ကျွမ်းကျင်သွားအောင်ဒါလေးကိုကျွန်တော် training ပေးပါမယ် training ပေးပြီးတဲ့အခါမှာကျွန်တော်တို့လက်တွေ့တကယ်မီတာရှောက်တဲ့အချိန်မှာနော်ဒီ experience လေးတွေရသွားအောင်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ဒါလုပ်ငန်း process တွေကမလုံးမဖြစ်တဲ့ project လေးပေါ့သင်တန်းလေးကိုဒါဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်နောက်တစ်ခုသိချင်တာအိမ်သုံးလျှက်စစ်မီတာနဲ့စက်မှုလုပ်ငန်းသုံးလျှက်စစ်မီတာရဲ့ရှောက်ထားမှုတွေကကွာခြားချက်တွေရှိလားဆိုတာကိုသိချင်ပါတယ်ရှင်မီတာဒီကလေကျွန်တော်တို့ရှောက်ထားတဲ့နေရာမှာတိတ်ကွာခြားမှုမရှိပါဘူးမီတာနှစ်ခုစလုံးကို online ကနေရှောက်ထားနိုင်ပါတယ်အိမ်သုံးမီတာရှောက်တယ်ဆိုရင်တော့ဒါကျွန်တော်တို့ဘာဒီပါရမလဲဆိုတော့ကျွန်တော်တို့မဟုတ်တင်လို့သကောင်းစင်းတို့နောက်မြေယာပိုင်ဆိုင်နဲ့အထောက်ထားပေါ့နော်ဒါတွေပါပဲဒါတွေပါတယ်ဆိုရင်ဒါကျွန်တော်တို့ကစီစစ်ပြီးတဲ့အခါမှာမှတ်ကန်နေဆိုရင်ဒါခွင့်ပြုပေးသွားမှာပေါ့စက်မှုလုပ်ငန်းမီတာတွေကြတော့ဒါကျွန်တော်တို့ပါဝါမီတာပေါ့လေပါဝါမီတာတို့စက်မှုလုပ်ငန်းမီတာတွေဆိုဘာများတိုးလာမလဲဆိုတော့သက်ဆိုင်ရာခွင့်ပြုတဲ့စက်မှုလုပ်ငန်းထောက်ခံချက်ပေါ့သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီးတော့မှခွင့်ပြုပေးတဲ့ထောက်ခံချက်ပေါ့ဒါလေးပါတယ်ဆိုရင်ကျွန်တော်တို့ကဒါကိုစီစစ်မှာပေါ့သူတို့လျှောက်ထားလာတယ်ဆိုရင်ဒါကိုကျွန်တော်တို့ကဒီ online နဲ့ပဲကျွန်တော်ပြန်စီစစ်ပါမယ်ပြီးတော့သက်ဆိုင်ရာမြို့နယ်တွေကိုဒါကိုသွားပြီးတော့မှန်ကန်ခြင်းရှိမရှိပေါ့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့စီစစ်ခိုင်းမှာပေါ့ဒါသက်ဆိုင်ရာမြို့နယ်တွေကဒါကိုစီစစ်ပါလိမ့်မယ်စီစစ်ပြီးတော့မှန်ကန်တယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒါစီမံစည်းကမ်းတဲ့အညီဒါမီတာကိုအများဆုံးတက်ဆင်ပေးနေအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အရင်တော့ကလျှက်စစ်မီတာရှောက်ထားတဲ့စနစ်ပုံစံနဲ့အခု IT နည်းပညာရေးနဲ့ရှောက်ထားတဲ့စနစ်တွေကဘယ်လောက်ထိကွာခြားမှုတွေရှိသွားမလဲဆိုတာပြောပြပေးပါအောင်ရှင်အများကြီးကွာခြားသွားတာပေါ့နော်ကျွန်တော်တို့ဒါကြောင့်မလို့လဲကျွန်တော်ဒီစနစ်ကိုဒါကျွန်တော်တို့ဒါပြောင်းလဲပြီးတော့เนาะပြည်တော်စုဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့အညီပြောင်းလဲပြီးတော့ကျွန်တော်တို့ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်ဟိုဒီအရင်စနစ်တုန်းကတော့ဒါမီတာရှောက်တဲ့ project တွေပေါ့နော်မီတာလျှောက်တဲ့ project တွေကသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်တွေရဲ့မြို့နယ်တွေစမှု3မီတာဆိုတော့ခရိုင်ပေါ့ဒီအဆင့်လောက်နဲ့တင်ဒါသူတို့စီစစ်ပြီးတော့မှဒါကိုခွင့်ပြုပေးတာပေါ့နော်ဒါကျွန်တော်တို့ရုံးချုပ်ကတော့ဘာကိုစီစစ်ဒါမီတာတွေရရှိဖို့လို့ဘာလို့ပဲကျွန်တော်တို့ကစီစစ်ပါတယ်အဲဒါကြောင့်မလို့ဒီစနစ်ကိုပြန်ပြီးတော့သုံးသပ်ကြည့်တဲ့အခါမှာအားနည်းချက်တွေတွေ့ရပါတယ်ဟိုကြံ့ကြာမှုတွေမတမာမှုတွေပေါ့နော်ဒါတွေကျွန်တော်တို့ရှိနေကြောင်းကျွန်တော်တို့ကတွေ့ရှိရပါတယ်ငွေတွေပို့ပေးနေရတယ်ပေါ့နော်ဒီလိုသတင်းတွေကြားတဲ့အတွက်ကြောင့်ဒါကျွန်တော်တို့လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနကနေပြီးတော့မှအခုဆိုရင် online နဲ့ရှောက်ထားတဲ့မီတာတွေကိုဒါဘာပယောဂမှမပါဘဲနဲ့အမြန်ဆုံးပေါ့နော်ဒါသုံးဆွဲသူတွေသုံးဆွဲနိုင်အောင်ပေါ့ဒါသုံးဆွဲနိုင်အောင်ကျွန်တော်တို့ဒါဆောင်ရွက်နေပါတယ်တို့ပြင်ကျွန်တော်တို့ဒီမီတာကားတွေကိုလည်း online နဲ့ပေါ့နော်ဒါကျွန်တော်တို့အရင်တော့အဲ့လိုမျိုးရုံးတွေပါသွားပြီးတန်းစီစရာမလိုဘူးကျွန်တော် online ကနေတစ်စင်ဘန်တွေကနေတစ်စင်ကျွန်တော်တို့အမြန်ဆုံးပေးဆောင်နိုင်အောင်ဒါတွေကိုကျွန်တော်တို့ဆောင်ရွက်နေပါတယ်။၎င်းပြင်ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အရာပေါ့နော်။ကျွန်တော်ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့အညီကျွန်တော်တို့ဟိုစီမှာရှိနေတဲ့ non technical loss တွေပေါ့ non technical loss တွေကိုကြာဆင်းသွားအောင်ပေါ့နော်။ဒါကိုအတိတ်ကညီမှန်းချက်ထားပြီးတော့ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။ကျွန်တော်ကမေတ္တာရက်ခံနေတာကတော့ဒါသုံးဆွဲသူတွေအနေနဲ့ကလည်းတော့တရားမဝင်ဒါသုံးဆွဲမှုတွေဒါတွေကိုကျွန်တော်တို့မလုပ်ကြဘူး။ဒါတွေကိုကျွန်တော်တို့ရှောက်ရှားကြဖို့ကျွန်တော်ကပန်ကြားကြပါတယ်ထို့ပြင်ကျွန်တော်တို့ဝန်ထမ်းတွေအနေနဲ့ကလည်းဒါတွေကိုကျွန်တော်တို့ဒီဝန်ကြီးဌာနကညွှန်ကြားထားတဲ့ညွှန်ကြားချက်တဲ့အညီလိုက်ပါဆောင်ရွက်ကြဖို့เนาะစီကန်းရှိကြဖို့เนาะဒီဥစ္စာအချက်လက်တွေကိုဟိုကျွန်တော်မှားကြပါတယ်တကယ်လို့များကျွန်တော်တို့ဒါကိုလိုက်ပါဆောင်ရွက်ခြင်းမရှိဘူးသတ်မှတ်ထားတဲ့စီမံစည်းကမ်းတွေနဲ့မညီညွတ်ဘူးဆိုရင်တော့ဒါကျွန်တော်တို့ချမှတ်ထားတဲ့စီမံစည်းကမ်းတွေတိုင်းဝန်ထမ်းတွေကလည်းအရေးယူခံသွားမှာဖြစ်ပါတယ်မလွဲမသွေနဲ့ကျွန်တော်တို့လည်းအရေးယူဆောင်ရွက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဒါသုံးဆွဲသူပြည်သူတွေနဲ့ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေပေါ့နော်ဒါတွေဒီအချက်ကလေးတွေကိုဟိုဒါကျွန်တော်တို့ဟိုလိုက်ပါပြီးတော့မှဆောင်ရွက်ပေးကြဖို့ဟိုကျွန်တော်မြတ်တာရက်ခံဟိုပန်ကြားအပ်ချင်ပါတယ်ခင်ဗျဒါကြောင့်မလို့ဒီနိုင်ငံတော်အစိုးရရဲ့လမ်းညွှန်ချက်တွေနဲ့အညီပေါ့နော်ဒီစနစ်ကိုဒါကိုပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်ဒီလိုပြောင်းလဲလိုက်တယ်ဆိုတဲ့အတွက်ကြောင့်ဒါကျွန်တော်တို့ရှောက်ထားမှာကအခု
ရက်စစ်တာဖြန့်ဖြူးလုပ်ငန်းရုံးချုပ်က admin ယူထားပါတယ် admin ကအားလုံးရှောက်တဲ့ဥစ္စာကျွန်တော်တို့စီကိုရောက်လာမှာဖြစ်ပါတယ်ရောက်လာတဲ့ကြောင့်ရှောက်လာတွေကိုကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ဟိုကြီးကြပ်သွားမှာဖြစ်ပါတယ်အလားတူပဲတိုင်းဒေသကြီးပြည်နယ်လျှက်စစ်အင်ဂျင်နီယာရုံးနေမှာလည်း admin တွေရှိနေပဲအလားတူကျွန်တော်တို့ပြည်ထောင်စုဝန်ကြီးရုံးမှာလည်း admin ရှိနေမယ်ဆိုတော့ဆိုလိုတာကတော့မီတာရှောက်တဲ့ရှောက်လွာတွေကိုကျွန်တော်တို့ဒါရှောက်တဲ့ခြေနေတွေကိုကျွန်တော်တို့အားလုံးကနေပြီးတော့ဝိုင်းပြီးတော့မှကျွန်တော်တို့အကဲခတ်နေမယ်เนาะဘယ်လောက်ကျွန်တော်တို့ဘယ်နှစ်ယောက်ရှောက်တယ်ဘယ်နှစ်ယောက်ကိုခွင့်ပြုပြီးပြီလဲဆိုတော့နော်ကျွန်တော်စမ်းစစ်ချက်တွေကြီးကြပ်တဲ့ဥစ္စာတွေနဲ့ကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီမီတာစနစ်ကတော့เนาะကျွန်တော်အရင်တော့ဆောင်ရွက်ခဲ့တဲ့မီတာစနစ်နဲ့ဆိုရင်တော့အများကြီးเนาะအများကြီးနဲ့ကွာခြားသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဆရာတို့အနေနဲ့လျှက်စစ်တာပြုံးတိမှုမဖြစ်အောင်ဆောင်ရွက်နေတဲ့လုပ်ငန်းများနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်ရှင်ဒါလျှက်စစ်တာပြုံးတိမှုဒီကိစ္စကတော့ကျွန်တော်တို့ဒီအခုချိန်မှာကျွန်တော်လျှက်စစ်နဲ့စွမ်းရည်ဝင်ကြီးဌာနကနေပြီးတော့မှအဓိကကင်တွယ်နေတဲ့ issue ပါပဲเนาะဒီလျှက်စစ်တာပြုံးတိမှုဆိုတာကတော့ကျွန်တော်တို့ဒီလျှက်စစ်တာထုတ်လုပ်တဲ့နေရာကနေပြီးတော့မှထုတ်လုပ်လိုက်တယ်အဲ့ဒီဓာတ်အားတွေကသုံးစွဲသူရဲ့စီကိုရောက်တဲ့အခါမှာပြည့်ဝမရောက်ဘူးပေါ့နော်လမ်းမှာပျောက်ဆုံးသွားတယ်အကြောင်းမျိုးကြောင့်ပျောက်ဆုံးသွားတာလျှက်စစ်တာပျောက်ဆုံးတယ်လို့ခေါ်တာပေါ့ဒီလျှက်စစ်တာပျောက်ဆုံးတဲ့အခြေအနေကိုဒါကိုအသေးစိတ်ဒါရှင်းပြရဲဆိုရင်ကျွန်တော်တို့အဓိကအဖြစ်အချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့technical loss ပေါ့နော် technical loss ဆိုတာကတော့ကျွန်တော်လျှက်စစ်တာကိုထုတ်လုပ်တယ်နောက်ပို့လွတ်တယ်ပြန်ပြူတယ်ပေါ့နော်ဒီအဆင့်တွေမှာ technical ရဆုံးရှုံးသွားတဲ့ loss ပေါ့နော်ဆုံးရှုံးသွားတဲ့ loss ရှိပါတယ်ဥပမာအားဖြင့်ဒီဒါ line ကြိုးတွေပေါ့ဒါ line ကြိုးတွေကမမှန်ဘူးပေါ့နော် line ကြိုးမမှန်ဘူးနောက်ဒါ line တွေရှည်နေတယ်ပေါ့နော်ဒါမျိုးတွေပေါ့နော်ဒါ technical loss ပါပဲဒါ technical loss ကဒါထုတ်လုပ်မှုပို့လို့မှုဖြတ်ပြုမှာရှိတော့ရှိရတယ်သို့တော်လည်းသူသတ်မှတ်ထားတဲ့ပမာဏတစ်ခုတည်းပဲရှိရမှာပေါ့နော်တိုက်ချက်ကျော်လို့မရဘူးဒါကိုကျွန်တော်ယူဆရမှာပေါ့နောက်တစ်ချက်ကတော့ပိုအရေးကြီးတာကတော့non technical loss non technical loss တွေကတော့ဒါကျွန်တော်တို့လူကြောင့်ကျွန်တော်တို့ကဖြစ်တာပေါ့နော် non technical loss လူတွေကြောင့်ဖြစ်တယ်ဒါကိုရှင်းပြရမယ်ဆိုရင်ဥပမာပေါ့ဒါသုံးဆွဲသူတချို့နဲ့တချို့မသမာဝန်ထမ်းတွေပေါ့မသဝန်ထမ်းတွေကဒီတရားမဝင်ဒါသုံးဆွဲမှုတွေကိုလုပ်လို့ဒါဆုံးရှုံးသွားတာမျိုးတွေရှိတယ်ဒါတော့ non technical loss ပေါ့နော်ဒီ non technical loss တွေကိုဒါတွေကိုကျွန်တော်တို့ပပျောက်သွားဖို့အတွက်ပေါ့နော်ကျွန်တော်တို့ဝန်ကြီးဌာနအဓိကထားပြီးတော့မှဒီအချက်ကိုအဓိကထားပြီးတော့ကျွန်တော်တို့ဆောင်ရွက်ရရှိပါတယ်ဟုတ်ကဲ့ပါဆရာဆရာပြပြသွားတဲ့ထဲမှာ non technical loss တွေနဲ့ပတ်သက်ပြီးတော့ပြပြသွားပါတယ်ဒီ non technical loss တွေကိုဘယ်လိုမျိုး short ချသွားမလဲဆိုတာကိုလည်းပြပြပေးပါအောင်ရှင် non technical loss ကို short ချဖို့အတွက်ကတော့နော်အဓိကအချက်ကပါလဲဆိုတော့ non technical loss ကကျွန်တော်တို့ဒီလူအများအင်အားနဲ့သုံးစွဲနေတဲ့ meter ring process တွေပေါ့နော်ဥပမာ meter တွေကိုကျွန်တော်တို့ဖတ်မယ်အဲ့ဒါ unit တွေကိုကျွန်တော်တို့ကောက်ယူမယ်ဓာတ်ကားတွေစောင့်မယ်ပေါ့နော်ဒီအဆင့်တွေမှာကျွန်တော်တို့ဒီလူရဲ့အင်အားသုံးစွဲတဲ့အင်အားတွေကိုပေါ့နော်ဒါတွေကို short ချသွားမယ်ရှော့ချသွားပြီးတဲ့နောက်မှာအခုတောင်ပိုင်းမှာကျွန်တော်တို့ဌာနမှာသုံးစွဲနေတဲ့ digital smart meter ပေါ့နော်နောက်ပြီးတော့EMI စနစ် advanced metering infrastructure ဒီစနစ်တွေကိုကျွန်တော်တို့ဒီဝန်ကြီးဌာနကလည်း account ပေါ်ဆောင်ရွက်နေပါတယ်ဒီစနစ်တွေကိုတိုင်းဒေသကြီးပြည်နယ်အားလုံးမှာကျွန်တော်တို့သုံးစွဲနိုင်ဖို့ပေါ့နော်စ조사နေတယ်ဒီစနစ်တွေကိုသုံးစွဲကြပြီးဒီ EMI နဲ့ကျွန်တော် digital smart meter တွေကကျွန်တော်တို့ဒီဓာတ်သုံးစွဲမှုတွေရဲ့မှတ်တမ်းတွေပေါ့နော်သုံးစွဲတဲ့သူတွေဓာတ်သုံးစွဲမှုမှတ်တမ်းတွေနောက်ကျွန်တော်တို့ဒီတရားမဝင်ဓာတ်သုံးစွဲမှုတွေရှိခဲ့တယ်ဆိုခဲ့ရင်သူတို့ရဲ့မှတ်တမ်းတွေကိုကျွန်တော်တို့ရဲ့ control center တွေကပေါ့နော်အခုကျွန်တော်တို့ဌာနမှာဆိုဒီ control center ကိုဒီဝန်ကြီးဌာနမှာနေကျွန်တော်တို့ရှိပါတယ်ဒီကနေကျွန်တော်တို့စောင့်ကြည့်ပြီးတဲ့အခါကျွန်တော်တို့သိရှိနိုင်ပါတယ်ဒါမှတ်တမ်းထားတဲ့ဥစ္စာဖြစ်ပါတယ်အခုဒီနောက်ပိုင်းမှာကျွန်တော်တို့တရားမဝင်ဒါသုံးစွဲမှုတွေကိုဖော်ထုတ်နိုင်တယ်ဆိုတာလေကျွန်တော်တို့ဒီ control center ကနေပြီးတော့မူးမမှန်ပေါ့သုံးစွဲမှုမူးမမှန်တဲ့ consumer တွေရဲ့မိသားတွေကိုပေါ့ကျွန်တော်တို့ကဒါနေ့စဉ်စစ်ပါတယ်စစ်ပြီးတဲ့အခါမူးမမှန်တဲ့ဥစ္စာရှိရင်တော့ဥပမာသက်ဆိုင်ရာမျိုးရုံးတွေကိုသွားအကြောင်းကြားပြီးစစ်ခိုင်းပြီးတော့ဖော်ထုတ်တာပေါ့နော်တရားမဝင်ဒါသုံးစွဲမှုတွေကိုအဲ့လိုနည်းနဲ့လည်းကျွန်တော်တို့ဖော်ထုတ်ဆောင်ရွက်ရရှိပါတယ်ဟုတ်ကဲ့ပါရှင်လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနအနေနဲ့ digital smart meter တွေတက်ဆင်ပေးနေမှုအခြေအနေနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်ရှင်digital smart meter တွေကအထူးသဖြင့်ပေါ့နော်ဒီရန်ကုန်တိုင်းနဲ့မန္တလေးပေါ့နော်သူတို့ကတော့ပို့ပြီးတော့ဒီရာခိုင်နှုန်းသူကစုစီစီလည်းရှိတာပေါ့သူက concentrate လည်းဖြစ်တယ်ဒါတွေကိုကျွန်တော်တို့ဦးစားပေးပြီးတော့ကျွန်တော်တို့တက်ပါတယ်ရန်ကုန်တိုင်းမှာကျွန်တော်တို့ရာခိုင်နှုန်းအများဆုံးတက်တယ်နောက်မန္တလေးနောက်နေပြည်တော်ပေါ့နော်နေပြည်တော်မှာလည်းကျွန်တော်တို့10မြို့နယ်ရှိတာပေါ့ကျွန်တော်တို့သက်ဆိုင်နဲ့နေပြည်တော်မှာဆိုလဲ10မြို့နယ်လုံးကို EMI စနစ်ဖြစ်ဖို့ပေါ့ဒါကိုကျွန်တော်တို့ဆောင်ရွက်ရရှိပါတယ်ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကိုလည်းကျွန်တော်တို့အထူးသဖြင့်တိုင်းနဲ့ပြည်နယ်တွေရဲ့မြို့ကြီးတွေပေါ့မြို့ကြီးတွေကိုကျွန်တော်တို့ဦးစားပေးပြီးတော့ကျွန်တော်တို့ဒါ
ဖြစ်တဲ့ပေါ့နော်ဒါ AMI စနစ်နောက် smart meter တွေတက်ဆင်နေအောင်ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြီးတဲ့အခါကျမှမြို့ကြီးတွေဦးစားပေးပြီးတဲ့အခါကျတော့မှမြို့ငယ်ပေါ့နော်မြို့လေးတွေရွာလေးတွေပေါ့နော်ဒီလိုအစစ်စစ်ကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါဆို AMI စနစ်ထဲကိုမဝင်သေးတဲ့လျှက်စစ်မီတာတွေကိုဘယ်လိုမျိုးစစ်ဆေးဆောင်ရွက်သွားမလဲဆိုတော့လည်းဖြေချပေးပါအောင်ရှင် AMI စနစ်ကိုကျွန်တော်တို့တခါတည်းနဲ့ပေါ့နော်တခါတည်းနဲ့တော့ AMI စနစ်ကိုဝုန်းဆိုပြီးတော့ရောက်မသွားဘူးကျွန်တော်တို့အချိန်လေးအနည်းငယ်ယူပြီးတော့ဖြည်းဖြည်းဆောင်ရွက်သွားရမှာပေါ့နော်အဲ့လိုဆောင်ရွက်နေတဲ့အချိန်မှာ AMI မဟုတ်တဲ့မီတာတွေပေါ့မီတာတွေဆိုရင်ရှိပါတယ်ကြံနေပါတယ်အဲ့ဒီမီတာတွေအတွက်ကိုကျွန်တော်တို့ကဒါသုံးဆွဲသူတွေကဒါသုံးဆွဲသူကိုယ်တိုင်မီတာတွေကိုဖတ်မယ်ပြီးတော့မိမိရဲ့ဖုန်းနဲ့ပေါ့နော်ဖုန်းနဲ့ကျွန်တော်တို့ရဲ့ server တွေရှိပါတယ် server တွေကိုပို့ပြီးတော့နောက်မှာဒါသုံးဆွဲမှုတွေကိုစစ်မယ်ဒါမိမိရဲ့ဒါသုံးဆွဲမှုတွေကိုစစ်မယ်နောက်ဒါကားတွေကိုသက်ဆိုင်ရာဘဏ်တွေကနေပြီးတော့ပေးဆောင်မယ်စနစ်ပေါ့နော်အဲ့ဒီစနစ်အတွက်ကို application ပေါ့ဒါရေးပြီးဖြစ်ပါတယ် application အောင်မြင်စွာရေးဆွဲပြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီက August စက်တင်ဘာ1ရက်နေ့ဆိုရင်ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်မှာစပြီးတော့မှစမ်းပြီးတော့ကျွန်တော်အကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြီးတဲ့နောက်မှာတော့ဒါကျွန်တော်တို့အားလုံးပေါ့နော်ကျန်တဲ့မြို့ရာတွေပါဆက်ပြီးတော့မှကျွန်တော်တို့အကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြုပြင်ပြောင်းလဲမှုများအားလုံးကပြည်သူလူထုရဲ့လူနေမှုဘဝအဆင့်တန်းတိုးတက်မြင့်မားရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ချက်ထားတဲ့နိုင်ငံတော်ရဲ့မူဝါဒများပဲဖြစ်ပါတယ်ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်အသစ်ကိုတည်ဆောက်တဲ့နေရာမှာနိုင်ငံတော်အစိုးရနဲ့ပြည်သူအတူတကွပူးပေါင်းပါဝင်ကပုံမှုလှပတဲ့လူမှုဘဝအနာဂတ်နေ့ရက်တွေကိုရှောက်လန်းနိုင်စေဖို့ပြည်သူအကျိုးဗဟိုပြုရက်စစ်ဝန်ဆောင်မှုများနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်သမ္မတရုံးတည်င်းနဲ့ပြန်ကြားရေးပြုလို့ PPIB ကနေမှတ်တမ်းပြုရိုက်ကူးတက်ဆက်လိုက်တာဖြစ်ပါတယ်။ကျွန်မမိုးတော်ရနိုင်မှာကျေးဇူးတင်ပါတယ်ရှင်။